ကိုကထင်ခဲ့အမုံမှာပဲကြီးကျယ်ခိုင်းထားတဲ့မဟာအဆက်ပြောက်ဘာအတွက်တလောက်ကြိုက်တခြားသူတယောက်နဲ့မခွဲနိုင်မခွာရကဘာပတ်လျှောက်မှလဲစောင်းနှင်းထီးဆောင်ပြီးလက်ဖက်ထမင်းဆိုင်မှာစုံတယောက်စားတတ်တဲ့အကာချက်လျှောက်မှာတခါမနဲ့ရောက်လာပြီးတခါမိုးချုပ်အိတ်ချင်နဲ့စိတ်တရပြာနဲ့ပျောက်ရှာမြင်ငါရန်ကောင်းပါတယ်အလားလဲစောက်မှာပဲတရားနဲ့တယောက်တကဘာနဲ့တယောက်ဘာအတွက်နဲ့မှနောက်ငါမလှဲ့ငါရခဲ့တဲ့ဗလာမဲ့တောက်တညာတွေစာရွက်ပြော့သွားတဲ့ငင်းချီဥစာအုပ်ကိုလက်ခံနိုင်မှုအတွက်ကြာမယ်အကြောင်းပါပဲဒီမနဲ့မိုးလင်းရနဲ့အလုပ်ပြန်ရောက်တဲ့အထိနေ့ရက်မျက်နှာပြင်မှာအတီလွမ်းနေမကောင်းရလားဆိုတဲ့ဒီရက်နေစိတ်ထဲမှာထင်နေရုံမဟုတ်ပဲတကယ်နှိမ့်ချနေတဲ့ဖြစ်တဲ့ထမင်းစီစံငါနာမည်နိုင်ညင်းမင်းဘိုင်အောင်မှာရေးတာ PSA search bar ဟာညှိအဲနေဒီမြတ်ကိုအခက်လက်တွေစုံနေကြတယ်လို့ရိုးတံကျဲဖြစ်အောင်လဲလုံနိုင်ရွမ်းနဲ့ဝမ်းနဲ့ပဲဒီနောက်ဆုံးမှာဟိုကောင်နဲ့ကန်ကုန်သွားပြီးကိုတို့တယောက်ကိုတယောက်ပွေ့ဖွဲ့ထားကြတဲ့ဇက်ဝင်ကန်းကိုအခန်းဆက်ထည့်ပြီးဘာဖြစ်ဖြစ်ထမ်းရမယ်မနေအလွမ်းရဲ့လက်ကြီးနေမကောင်းတဲ့ဒီတူအင်ကြီးလေးအတမ်းမတက်တဲ့နေ့လို့ပဲစိတ်ထဲမှာတတ်မှတ်တဲ့ဟေးအဲ့လိုတွေကြက်ဆက်တွေဘဝတွတ်လင်းနေစူတောင်းနဲ့အလုံးမလုံးတဲ့အရက်မှာဆက်လက်ကြည်ကျွေးဒါကရတခြားတစ်ပါးသောတိုင်းပစ္စည်းအကန့်အသတ်မဲ့အငင်းအနွမ်းလက်ဝဲတွေ့ရှိမှုနဲ့အဖမ်းခံလိုက်ရတဲ့ပန်းပဲဝမ်းနဲ့တဲ့ဟေးဝမ်းနဲ့တဲ့ဟေးဝမ်းနဲ့တဲ့ဒီဆောင်းရဲ့အတိတ်ပဲမြူကြီးပဲလားမဲနဲ့မဲ့ညရတဲ့ဖြူမိခဲ့ကြတာကိုကအယူမရှိခဲ့သမျှအယူသီးတဲ့ရလာရဲ့မင်းတို့နှစ်ယောက် messenger ထဲမှာကလူပြီးနှွဲ့ဂျိုးလေးတွေကူပြီးချွဲကြအိတ်ဆက်ချင်းနဲ့ငါနဲ့ကတော့အတူမရှိရဲ့ညပါပဲအသက်20ကျော်ကို့မှာပိုင်ဆိုင်တာဆိုလို့စာမပြဲတဲ့ Telegram အကောင့်တစ်ခုကိုရှိုင်းမျောငဲကြပြတွဲအထီးကျန်မှုအကြောင်းမောင်းထုအတိတ်ပဲနဲ့လူနဲ့တော့အတော်ဝေးกว่าခဲ့ပြီဒီကိုတို့ကမိတ်ဆွေတွေလိုတဲ့လားဟုတ်ပြီမိတ်ဆွေကောင်းဖြစ်ရှိနေမယ်အဲ့ဒီနောက်မှာတော့ကြိတ်တွေပဲငိုခဲ့တာစိတ်ချင်းနေပြိုလဲဇက်တော်တွေကအမျိုးသမီးတူကအချင်းကြပြီးအသက်ခံရတော့မှခင်မုံသားနဲ့မောင်ကိုရွေးချယ်ရမှာမိဘတွေဆုံးသွားတဲ့အတွက်ထပ်ပြန်မရတော့မှမောင်ကိုရွေးတယ်ရွေးချယ်မှုတွေမှာအကုန်လုံးကောင်းမို့တဲ့အဆုံးရှုံးနေဖို့ပဲလက်ခံရတော့မှအထီးထီးဖြစ်မှုရဲ့ကမ်းရပါအော်ဆဲလဲဘယ်သူမှမကြတဲ့ရက်ဆက်သွားတော့တယ်ဒီလို့ဘုံနဲ့ဆိုဝေးမယ်အဝေးဆုံးခုန်ထွက်လို့ပြေးစေကိုကရေရုပ်ကိုဆက်ရမြင်မြုပ်လို့တတ်ဖို့တွေးစေပိုင်ရှင်မဲ့မနဲ့တို့အေးဆက်လုံးဝမပြတ်ပြူသေးရတော့ပြီးစကားမပြောဘဲနေပေးမယ်နော်ဒီလိုမတီးတဲ့စကားတွေနဲ့အတနာခံမျက်နှာချိုသေးနေဒီဖုံးခေါ်လို့ရလားဆိုရင်ခဏပဲနော်ဆိုရနေရတဲ့နောက်မှာဆွေးပြက်အိုဟောင်းအေးတက်ဖို့ဆောင်းမြန်အရာရာလေးနဲ့ဖို့အကြောင်းတွေနဲ့ရှေ့ဆက်လို့ရှောက်ကိုကတေးဘက်ကိုမရောက်ပါလက်ဒီအေးခဲကိုတောင်းလာသက်ရှင်ရတေးတဲ့ဘက်ကိုဆောင်းပါကိုဟာ